ဒီဗီဒီယိုမှာကြတော့နော် con ဆိုတဲ့စကားကိုရှေ့ထားတာနဲ့အနောက်ထားတာနဲ့ကွာသွားတဲ့ပုံစံလေးပေါ့နော်ပိုင် con နော် con ကိုအနောက်မှာထားတယ်ပိုင် con အရင်သွားပိုင် con ပေါ့နော် con ပိုင် con ပိုင်ဆိုတော့မသွားခင် con ပိုင်မသွားခင်ပေါ့နော်ทำก่อนทำก่อนအရင်လုပ်ပေါ့နော် ก่อนทำမလုပ်ခင်ပေါ့နော် ก่อนทำမလုပ်ခင်ทำก่อนအရင်လုပ်ပေါ့နော်ดูก่อนဆိုရင်တော့အရင်ကြည့်တာပေါ့ดูก่อนก็ได้ค่ะအရင်ကြည့်လို့ရတယ်ก่อนดูမကြည့်ခင်ก่อนดูမကြည့်ခင်ပေါ့နော်ได้ก่อนဆိုရင်အရင်ရတယ်ได้ก่อนฉันได้ก่อนเนาะก่อนได้မရခင်ก่อนได้မရခင်ပေါ့နော်บอกก่อนဆိုရင်အရင်ပြောတာပေါ့နော်บอกก่อนบอกฉันก่อนบอกก่อนအရင်ပြောတယ်ก่อนบอกမပြောခင်ก่อนบอกပေါ့နော်မပြောခင်ပေါ့နော်มาที่นี่ก่อนဒီကိုအရင်လာมาที่นี่ก่อนဒီကိုအရင်လာတာပေါ့နော်ก่อนมาที่นี่ဒီကိုမလာခင်ก่อนมาที่นี่ဒီကိုမလာခင်เนาะซื้อให้ก่อนအရင်ဝယ်ပေးซื้อให้ก่อนအရင်ဝယ်ပေးတာပေါ့နော်ก่อนซื้อให้မဝယ်ပေးခင်ก่อนซื้อให้မဝယ်ပေးခင်เนาะรู้ก่อนအရင်သိတယ်รู้ก่อนအရင်သိတယ်เนาะก่อนรู้မသိခင်ကก่อนที่ฉันจะรู้ငါမသိခင်ကအဲ့လိုပေါ့နော်กลับก่อนဆိုရင်တော့အရင်ပြန်တယ်เขากลับก่อนအရင်ပြန်တယ်ก่อนกลับမပြန်ခင်ก่อนกลับမပြန်ခင်ပေါ့နော်รู้ก่อนဒါပုံစံနောက်တစ်မျိုးပေါ့နော်รู้ก่อนဆိုရင်တော့အရင်သိတယ်รู้หลังဆိုရင်တော့နောက်မှသိတယ်နော်နောက်မှသိတာပေါ့နော်รู้ก่อนအရင်သိတယ်รู้หลังรู้ทีหลังနောက်မှသိတာပေါ့နော်มาก่อนဆိုရင်တော့အရင်လာတယ်เนาะฉันมาก่อนငါအရင်လာတယ်เนาะมาหลังมาทีหลังအဲ့လိုပေါ့နောက်မှလာတယ်ပေါ့နော်เขามาทีหลัง तू ကနောက်မှလာတယ်เนาะทำก่อนဆိုရင်တော့အရင်လုပ်တယ်เนาะทำก่อนทำอันนี้ก่อนအဲ့လိုလေးပေါ့နော်ทำทีหลังဆိုတော့နောက်မှလုပ်တော့ทำทีหลังก็ได้နောက်မှလုပ်လည်းရတာပေါ့နော်နောက်ပုံစံတစ်မျိုးကြတော့ก่อนหน้านี้เนาะအခုမတိုင်ခင်อ่ะပေါ့အခုအချိန်မတိုင်ခင်อ่ะပေါ့နော်ก่อนหน้านี้เธอไปอยู่ไหนมาဒီခုမတိုင်ခင်နေမှာနေလာခဲ့လေပေါ့နော်နောက်ပုံစံတစ်မျိုးကြတော့ก่อนฉันมาทำงานที่นี่เนาะငါဒီမှာအလုပ်လာမလုပ်ခင်ကပေါ့နော်ก่อนฉันมาทำงานที่นี่ငါဒီမှာအလုပ်လာမလုပ်ခင်ကเนาะတခြားနေရာမှာလုပ်ခင်လုပ်ရမနော်ฉันทำงานที่อื่นก่อนเนาะငါတခြားနေရာမှာအလုပ်လုပ်ခဲ့ဘူးလေเนาะအဲ့လိုနေရာမှာပြောလို့ရတဲ့ခါ